ဒီတခါပြေးခေါ်သွားမယ့်နေရာလေးတစ်နေရာကတော့ပကံမြင့်ကပါရွာအနီးမှာရှိတဲ့စိုးမင်းကြီးအုပ်ကျောင်းအကျော်ကကျောင်းမြတ်မော်ဘုရားကိုခေါ်သွားပြပေးမှာဖြစ်ပါတယ်ဒီနေရာလေးရဆိုရင်ပေါ့နော်အရန်ကိုမှလှတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ဒီနေရာလေးကARD မြကမ်းပေးမှာတည်ရှိရာဖြစ်တဲ့အတွက်ကြောင့်မလို့ ARD မြကြီးရဲ့အလှကိုကြည့်ရှုခံစားရင်ပေါ့နော်ကိုယ့်ရဲ့ဘဝအမောတွေကိုဖြည့်ဖြောက်ကြမလားဒါမှမဟုတ်ARD မြကြီးကိုကြည့်ပြီးတော့ကိုချစ်ရတဲ့သူလေးအကြောင်းကိုတွေးမလားငေးမလားဆွေးမလားလွမ်းမလားပေါ့နော်အရန်ကိုမှခန်းစားလို့ကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ဒါကြောင့်မလို့ပကံကိုလာတဲ့သူတိုင်းဒီနေရာလေးကိုပေါ့နော်မဖြစ်မနေအရောက်လာစေခြင်းနဲ့ပြီးတော့ဒီနေရာလေးမှာအမှတ်တရဓာတ်ပုံလေးအများကြီးရိုက်ကြပြီးတော့ကိုယ့်ရဲ့ဘဝအမောတွေကိုအဖက်ဖြေကြမယ်ပြေးရအခုလိုပေါ့အမြဲအပြင်ကိုရှောက်လေသူဖြစ်တာမို့နေလောင်တန်းကိုကာကွယ်ဖို့အတွက်ဂရူတာလေးကိုအမြဲဆောင်ထားပါတယ်ဒီဂရူတာလေးရဆိုရင်ပေါ့နော်နေလောင်တန်းကိုလည်းကာကွယ်ပေးတယ်ပြီးနေလောင်လို့အသားရည်မြညာတာတွေကိုလည်းပျောက်ကင်းစေတဲ့အပြင်တင်းတဲဝက်ချံအမဲဆက်တွေကိုလည်းတတ်တာပျောက်ကင်းစေပါတယ်ပြီးတော့အသားညိုသူအသားဖြူစေရဲ့အသားဖြူရဲ့သူကိုပန်းညောင်လေးတန်းပြီးတော့အသားရည်ချုံမွေတာဖြစ်ပါတယ်ကဲနောက်တစ်ခါပြည့်ပင်နေရာလေးကိုခေါ်သွားပြမယ်ဆောင်းလို့ကြည့်ကြမယ်နော်